ရှေ့ကာလမှာမိမိအနေနဲ့အထီးကျန်တယ်လို့ခံစားရတဲ့သူတွေကျန်းမာရေးချူချခဲ့တဲ့သူတွေစိတ်အောင်စိတ်ကနေတောင်းလျှောက်သွားနေရတဲ့ကိုယ့်ရဲ့ body ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စိတ်မလုံးကြမှုဖြစ်ခဲ့သူတွေနောက်တစ်ခုကိုလှုပ်တဲ့အလုပ်တွေကကိုလှုပ်တလောက်ကိုမှပြန်ပြီး result တွေပြန်မရဘူးလို့ခံစားခဲ့ရတဲ့သူတွေကိုအနေနဲ့ depression လို့ပြောလို့ရတဲ့စိတ်ပိုင်းဆိုင်ရာတွေမှာဒီအကြဘက်ပေါ့နော်အဓိကတော့ချစ်ချင်းမြတ်နဲ့ပတ်သက်ပြီးလို့ရှိရင်လည်းမခံစားတတ်တော့ဘူးကိုယ့်ရဲ့ဘဝလမ်းကြောင်းနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းဝေဝါးပြီးတော့ကြတော့ကိုယ့်အနေနဲ့ကိုယ့်အတွက်စစ်မှန်တဲ့အလင်းရောင်နှွေးထွေးမှုအလင်းရောင်ဒါတွေကိုတောင်းတတဲ့သူတွေမျှော်မှန်းတဲ့သူတွေကိုယ့်ရဲ့ဘဝကိုကိုကပျော်ပျော်ရွှင်ရွှင်နဲ့ရှင်သန်မှုအတွက်တောင်းတတဲ့သူတွေနှွေးထွေးမှုတွေကိုမျှော်မှန်းတဲ့သူတွေဒီလိုလူတွေအတွက်ပို့ပြီးတော့တင့်တော်လိမ့်မယ်အဲ့တော့အရင်ကာလကကိုယ့်အနေနဲ့ကပြင်မဲ့စေရတာတွေကြုံခဲ့ရပေမဲ့အခုကာလမှာကကိုယ့်အတွက်ကောင်းခြင်းတရားတွေလက်ခံရရှိနေမယ်အဓိကတော့ပျော်ရွှင်ခြင်းလို့ပြောလို့ရတဲ့ joyful moment တွေကိုယ့်အတွက်ပြန်ပြီးတော့ရရှိလိမ့်မယ်ပျော်ရွှင်ရလိမ့်မယ်စိတ်တွေပျော်ရွှင်ရလိမ့်မယ်ခံစားချက်တွေပျော်ရွှင်ရလိမ့်မယ်နောက်တစ်ခုကိုယ့်ဘဝကျမှာရှိတဲ့ energy တွေကလည်းလုံးဝကိုချိန်ချက်ဖြစ်သွားလိမ့်မယ်အရင်ကြုံခဲ့ရတဲ့အရာတွေနဲ့ဘာမှမသက်ဆိုင်တော့ဘဝမှာနေပြောတာလိမ့်မယ်ကိုယ့်ဘဝကျမှာရှိတဲ့လူတွေကလည်းကိုယ့်ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ motivation စကားတွေပဲဖြစ်ဖြစ်ကိုယ့်ကိုလက်တွဲခေါ်တာမျိုးဒါမျိုးတွေကိုကြုံတွေ့ရလိမ့်မယ်အရင်ကကိုကြုံခဲ့ရတဲ့အခက်အခဲတွေအကုန်လုံးကအခုအချိန်မှာကဘာမှကိုပြောစရာမရှိရတော့အောင်အရာအလုံးကပျော်ရွှင်ခြင်းအတည်ဖြစ်နေမယ်အဲ့တော့အဓိကဒါကဘာကြောင့်လဲဆိုကိုယ့်ရဲ့စိတ်ကလည်းကိုကပြန်ပြီးတော့ကိုအကောင်းမြင်စိတ်နဲ့ပြန်ပြီးတော့နေထိုင်နိုင်တဲ့အပေါ်မှာလည်းမူတည်ရဲပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့တချို့လူတွေချစ်ချင်းမြတ်နဲ့ပတ်သက်ပြီးတော့ကြတော့ကိုယ့်ရဲ့ပတ္တနာကကိုယ့်အမဂရိကဝိပြူတာတွေစိတ်ဆက်ကြောင်းလန်းတာတွေကိုယ့်အတွက်အမတ်တရလက်ဆောင်ပေးတာတွေအမတ်တရပစ္စည်းလက်ဆောင်ပေးတာတွေဒီလက်ဆောင်ပစ္စည်းနဲ့အတူကိုယ့်အပေါ်မှာတန်ဖိုးထားကြောင်းဘလောက်တန်ဖိုးထားကြောင်းဘယ်လိုမျိုးချစ်ခင်နှစ်သက်ကြောင်းသူနောက်တစ်ခုကကြတော့စိတ်ဆက်ကြောင်းလန်းတဲ့ဘက်တွေကိုပို့ပြီးတော့တွားတယ်ပေါ့ဒါမျိုး energy တွေလည်းဒီမှာတွေ့ရတယ်အဓိကတော့ကိုယ့်အပေါ်မှာအရင်တော့မားခဲ့သူရှိနေလူတွေကကိုယ့်မှာပြန်လာတောင်းပန်ပြီးတော့ကြတော့နောက်ထပ်ဘယ်လိုမျိုးမလုပ်တော့ပါဘူးဘယ်လိုမျိုးကိုယ့်ပျော်ရွှင်အောင်ထားပါမယ်ဂတိပေးပါတယ်ပေါ့ဒါမျိုးတွေတချို့တွေကကြတော့ဒီဂတိကိုမြုံရတဲ့သူတွေပါလိမ့်မယ်ဒါပေမဲ့အရင်ကဖြစ်ခဲ့ရတာခဏပေါ့နော်ကိုယ့်အနေနဲ့ဒီလက်ရှိမှာသူပြောရဲ့စကားအပေါ်မှာပဲမိန်ပြီးတော့ကြတော့ဘီသူကတော့ဂတိပေးတာတယ်ဒါမျိုးခံစားချက်နဲ့ပဲနေပေါ့လက်ရှိပြစ္ဆုတ်ပံကာလမှာပဲနေပေါ့ဒါကကိုယ့်အတွက်ပို့ပြီးတော့ကြတော့စိတ်ခံစားချက်တွေကိုလုံးဝ fresh ဖြစ်သွားလိမ့်မယ်။နောက်တစ်ခုကကျအရာအလုံးကိုအသက်ကနေပြန်ဆောက်ဖို့တဲ့အခွင့်အရေးတစ်ခါပေးကြည့်ပါဒီတစ်ခါမှလုံးဝအဆင်ပြေဆိုလို့ရှိရင်တော့ဒါကကိုယ်တိုင်းဆုံးဖြတ်ရမယ့်အပိုင်းဖြစ်သွားပြီပေါ့နော်။အဲ့တော့ဒီကာလမှာကိုယ့်အတွက်ကအကျိုးပေးမဲ့အရာကအဖြူရောင်အဲ့တော့ကိုယ့်အနေနဲ့အရေးကြီးတဲ့ကိစ္စတွေပြောရမှာဆိုရမှာလောရမှာကိုင်းမှရှိရဲ့အဖြူရောင်ကိုဝတ်သွားပါနောက်တစ်ခုဒီကာလမှာတည်ထားတဲ့နာကကြတော့ give and take နေအောင်မှာတည်ထားတဲ့နဲ့ကိုကဘယ်လိုမျိုးလဲဆိုတချို့လူတွေကသူတို့ကကြည်ယူပြိုးနဲ့ပေးပြီးတော့ကြောက်အချိန်တစ်ခုရောက်လို့ရှိရင်မသိရင်ကိုကပဲသူတို့စီကမတရားလောက်ထားတယ်လို့မျိုးစောင်းရပြောဆိုတာမျိုးတွေခံရတတ်တယ်အဲ့တော့ဒီအရာနဲ့ပတ်သက်ပြီးတော့ကိုအနေနဲ့အခုတော့မှတည်ထားပေးရမယ်နော်